ပြန်တည်ပေးပါမယ်အခုဆိုရင်ကျွန်တော်ညဒီနားမှာဆုံးသွားပါတော့โอเคဗီဒီယိုလည်းဟိုတနေ့ကကျွန်တော်ဘာပြခဲ့လဲဆိုတော့ဗီဒီယိုကျွန်တော်ပြန်သွားကြည့်ပါဗီဒီယိုမှာကျွန်တော်သင်ထားရှိပါတယ်ဆိုလိုက်ပါဇူမီကလေးဆိုရင်တော့မှတ်ပါတယ်ခရီပါဆိုရင်တော့မှတ်ပါတယ်ဘုံပေါက်ဝိုင်းတော်မှတ်ပါတယ်ကျုံမီးချက်တာလည်းတော်မှတ်ပါတယ်တစ်ချက်ကြည့်ပါကျုံမီးချက်တာဟိုလိုမျိုးတခါတည်းတွဲပြီးတော့ချက်တာမဟုတ်ပါဘူးသူကဘေးနားကြောက်တုံးနေအဲ့ဒီဘေးနားကြောက်တုံးနေအဲ့ဒီတန်အကွေးလေးနဲ့ချက်တာဟုတ်လားဘောတော့မြင်လာဒီဘယ်လက်နာမှာအကွေးလေးပါနော်တန်အပြားလေးပေါ့နော်ဘေးနားမှာတော့ဘာလဲလဲတော့မသိဘူးအဲ့ဒါလေးကိုတော့ကျွန်တော်မခေါ်တော့ဘူးအဲ့ဒါနဲ့ချက်တာပါဒီကဟုတ်ပြီတော့မိုက်ကျုပ်ညဘက်ဆိုရင်ပို့ပြီးမိုက်တယ်ဗျဒီမီးရပို့မိုက်ပါလေโอเคအဲ့တော့ကျွန်တော်မီးဆိုရင်လည်းကျွန်တော်တို့အလင်းရောင်ထဲမှာတော်တော်လင်းတယ်အနေရပဲလင်းရတာတော်တော်မိုက်တယ် skeleton စီဆိုရင်လည်းကျွန်တော်ချက်ဆိုရင်ခေါင်းလဲသွားတာရှိတယ်โอเคအေးဘာလဲရဗီဒီယိုရိုက်နေရဒီတော်ဒီလိုငါနောက်လာပြီးမရှုပ်တာကောင်းတယ်โอเคကျွန်တော်ဗီဒီယိုပြန်စပါမယ်ဒီညမှာကျွန်တော်ဘာတွေလုပ်လို့ရလဲဘာတွေထပ်ပြီးတော့အများရှိသေးလဲဆိုတာကျွန်တော်ကြည့်ကြအောင် Okay ကျွန်တော်အဲ့ဒါဖဲတယ်ကျွန်တော်ဒီ Eye of Ender နဲ့ကျွန်တော်မဆန်းရသေးပါဘူးအဲ့ဒါဖဲကိုကြည့်လိုက်ကျွန်တော်အဲ့ဒါဖဲကတကယ် Ender ဖဲအတိုင်းပါပဲ Okay အဲ့ဒါရောက်ပါပြီဟေး creeper ရမင်းငါဗီဒီယိုရိုက်နေရဟေးသွားရဘာလဲရဟာတော်ရောငါမဟုတ်ပါဘူးโอเคကျွန်တော်ဒီဟာဆိုရင်လည်းကျွန်တော်ဖြစ်တာပေါ့တော့တကယ်မိုက်တယ်အိုးကျွန်တော်မိုက်ပါတယ်တကယ်ဖေဘက်လက်ကဟာကိုရဘက်လက်ကိုပြန်ပြီးတော့ပြက်ပြီးပို့ပြီးတော့ဖြစ်တာပါတော်တော်လေးမိုက်ပါတယ်ဘာလဲရဘယ်ရောက် What ဘယ်ရောက်ပါလဲပေါ်တယ်မ Okay sorry ကျွန်တော်ဒီမှာဗီဒီယိုရိုက်နေရပါတော့ဟိုပြစ်လိုက်တာဘယ်ရောက်သွားလဲမသိဘူးဒါပေမဲ့လန်လီကြော်သွားအဲ့တော့ကျွန်တော်ဒီခေါင်းလေးကအဲ့လိုရိုက်နေပါတော့သူတို့လောက်လိုက်ရင်လည်းကျွန်တော်ပြီးတာလေးမိုက်ပါတယ်တစ်ချက်ကြည့်ပါခေကျိုးသူတို့လောက်လည်းရိုက်ရပါတော့ချက်ဆိုးပါကျိုးစောက်ကလည်းပုံမိုက်ပါတယ်စောက်ကချက်ကြည့်ပါပုံမိုက်ပါတယ်စောက်ကတကယ်အစ်စ်ကတကယ်အပြင်ကအဲ့လိုမျိုးအတိုင်းပါပဲတော်တော်လေးမိုက်ပါတယ်ကျိုးအကြိုက်ဆုံးကတော့ဘာလဲဆိုတော့အဲ့ဒီအိယာပါအိယာတော်တော်လေးမိုက်ပါတယ်အိယာကကျိုးအကြိုက်ဆုံးလည်းမပါပါတယ်ကြည့်လိုက်ပါချက်ဘာလို့လဲဒီ item တွေထဲမှာဘယ်ဟာအကြိုက်ဆုံးလဲဆိုတော့ပြောခဲ့ပေးပါကျိုးနောက်ကြရင်လည်းအဲ့လိုမျိုးဒီ action step ကဘလို့အသုံးပြုရမလဲဘလို့ resort ဘတ်ထဲထည့်အောင်လဲဘလို့ဒီဟာကိုဂိမ်းနဲ့ထည့်ရမယ်ဆိုတော့ကျွန်တော်ပြောပြပါမယ် file တွေထဲကိုလည်းဘလို့ထည့်ရမလဲပြောပြပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like subscribe လေးနဲ့ like subscribe လေးလုပ်ပါဖို့တော့ပြောချင်ပါတယ် okay နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်